မိုးလေးမဲ့အိမ်မက်ရွာသေးသေးလေးဒီရွာမှာမေးသစင်ဆိုအဲမိန်းကလေးတယောက်ရှိနေသူမရဲ့အိမ်မက်ကဆရာမတယောက်ဖြစ်ဖို့ပါကျောင်းဝတ်စုံလေးဝတ်ပြီးစာအုပ်ကင်ထားတဲ့နေ့တွေကသူမအတွက်အပျော်ဆုံးအချိန်တွေဒါပေမဲ့မိသားစုဘဝကမလွယ်ဘူးအဖေမရှိတော့ဘူးအမေကနေလုံးနေစားငွေမလုံလောက်တော့တနေ့မှအမေကမေးသစင်ကိုတိတ်တိတ်လေးခေါ်ပြောတယ်သမီးရေကျောင်းနားရမယ်ထင်တယ်အဲ့ဒီစကားတစ်ချိန်နဲ့မေးသစင်ရဲ့ကဘာလီတိတ်တိတ်လေးကျိုးသွားတယ်သူမဟာစာသင်ခိုင်းထဲကကျောင်းသူမကနေမြို့ထဲအိမ်တအိမ်မှာအိမ်ဖော်အဖြစ်ပြောင်းသွားရတယ်မနက်အစောကထပြီးပကံစေအိမ်တန်ရှင်းဤလို့ချက်ပြုတ်ကူတနေ့လုံးလက်လက်မနာဘူးညရောက်ရင်တော့တယောက်တည်းထိုင်ပြီးဟောင်းနေတဲ့စာအုပ်ကိုတိတ်တိတ်လေးဖွင့်ကြည့်တတ်တယ်စာရီမေ့သွားမှကြောက်လို့တနေ့အင်ရှင်သမီးလေးကစာလုပ်နေတာကိုကြည့်ပြီးမေသစင်းမနေနိုင်ဘူးဒီဟာကဘလို့တွက်တာလဲဟင်လို့တိတ်တိတ်လေးမင်းမိတယ်အဲ့ဒီနေ့ကစပြီးသူမညတိုင်းအင်ရှင်ကလေးစာအုပ်တွေကိုခိုးဖတ်တက်လာတယ်မောပန်းနေပေမဲ့အိမ်မက်လေးကိုတော့မကိတလဲဘူးနှစ်တွေကြာလာတယ်အင်ရှင်အမျိုးသမီးတယောက်ကသူမရဲ့စိတ်အားထက်သန်မှုကိုတွေ့ပြီးညအကြောင်းတတ်ဖို့အကူအညီပေးခဲ့တယ်မိသဇင်းစာပြန်သင်ခွင့်ရခဲ့တယ်အလုံးလုံးရင်းစာသင်ငိုရင်းလေသင်မလွယ်ဘူးဒါပေမဲ့မရက်ခဲ့ဘူးနှစ်အနည်းငယ်ကြာပြီးမှသူမဟာအခြေခံပညာပြီးမြောက်ခဲ့ပြီးကလေးတွေကိုပြန်သင်ပေးနိုင်တဲ့ဆရာမလေးတစ်ယောက်ဖြစ်လာခဲ့တယ်တနည်းစာသင်ခန်းထဲမှာကျောင်းမလာနိုင်တော့မဲ့ကလေးမလေးတယောက်ကိုတွေ့တဲ့အခါသူမဟာပြုံးပြီးပြောခဲ့တယ်ဆရာမလည်းတစ်ခါတော့ကကျောင်းနားရဘူးတယ်ဒါပေမဲ့အိမ်မက်ကိုမနာခဲ့ဘူးပညာရေးမရှိလို့လူတစ်ယောက်ရဲ့ဘဝဟာခက်ခဲသွားနိုင်တယ်ဒါပေမဲ့အခွင့်အရေးတစ်ခုပေးလိုက်ရင်သူတို့ကသူတို့ဘဝကိုပြန်တည်ဆောက်နိုင်တယ်အဲဒါကြောင့်ပညာရေးကစာအုပ်ထဲကအသိပညာပဲမဟုတ်ပဲဘလူတစ်ယောက်ရဲ့ဘဝကိုလမ်းပြပေးနိုင်တဲ့မီးအိမ်ပါပညာရေးဆိုတာစာရီဖတ်တဲ့စာရေးတဲ့ခေတ်ဖို့ပဲမဟုတ်ဘူးဘဝမှာဘာလို့ရမလဲဘာမှန်လဲဘာမှလဲခွဲခြားသိနိုင်ဖို့ကိုယုံကြည်မှုရှိလာဖို့အနာဂတ်ကိုရွေးချယ်နိုင်ဖို့အလင်းပြီးတဲ့အရာပါမီးအိမ်တစ်လုံးလိုပဲမှောင်နေတဲ့နေရာမှာလမ်းကိုမြင်စေသလိုပညာရေးကလည်းအခက်အခဲတွေကြားမှာလူတစ်ယောက်ရဲ့ဘဝလမ်းကိုလေးပေးနိုင်တယ်တခါတလေလူတစ်ယောက်ဟာဆင်းရဲမှုအခွင့်အရေးမရှိမှုဒုက္ခတွေကြားမှာပျောက်နေတတ်တယ်ဒါပေမဲ့ပညာရေးရှိရင်သူ့ဘဝကိုပြန်ရွေးချယ်နိုင်တဲ့အခွင့်အရေးပြန်ရလာတတ်တယ်အဲဒါကြောင့်ပညာရေးကစာအုပ်ထဲကအသိပညာပဲမဟုတ်ဘဲလူတစ်ယောက်ရဲ့ဘဝကိုလမ်းပြပေးနိုင်တဲ့အလင်းရောင်တစ်ခုလို့ပြောတာပါ